လေးစားဟူးဟေးလေးစားဟမ်စီတိုင်းရှိမှရက်နေကြအောင်နော်ဘိုးမှာစီတန်းနေကြအများကြီးပဲဆိုင်နေဒါပေမဲ့စီလိုချင်လို့တော့မဟုတ်ဘူးဟိုးမဲနောက်မှမြင်နေရတယောက်ကဘလို့မရတော့လို့စီတိုင်းရှာပြီးတော့စီတိုင်းချင်းမှရက်နေရတယ်။ဒါအခုစောင့်နေတာစောင့်ဒါဘာမျိုးလဲတော့မသိဘူးလေးပဲထားလိုက်ပါလာနေအောင်မြင်လာတာအရှင်တွေကဘလို့လဲသင်ကြီးလားဟိုမှာသာလို့ပညာရှင်တွေအများကြီးပဲဘာ TTP နဲ့ပါကျေးဇူးတင်ပါတယ်ပြောလိုက်အောင်နဲ့သားများကျေးဇူးတင်ပါတယ်ပြောလိုက်တိတ်နာလည်းဖြစ်စီအဲ့လိုမျိုးလေးပေါ့နော်စီတိုင်းနေရှိတော့အဆင်ပြေနော်ဦးသိန်းလည်းအခုကပြန်ခဲ့အရင်အဆင်ပြေနော်ဒီပြန်ထွက်မယ်လေစင်ပြေဝိုင်းလားပြေသွားပြီဘိုင်းလက်တော့စင်ပြေသွားပြီHey. Đó nó không có chuyện này nào đấy chứ bà ấy là Roshi đấy có chuyện luôn nên đấy bà chuyện này lý do chạy然后嘛是吧？拿也他的哟，也得烧那个下来，得站，别那么高的地下，得站。喜欢那闺蜜吧，来那套我出来，对吗？အဲ့လိုပြင်းနေတဲ့အချိန်မှာဒီတန်းဖုံတစ်ထောင်းတောင်းနဲ့ဒါပေမဲ့ကောင်းတယ် AC ပဲ哎呀ကွန်ချန်အဲ့ဒါဒီကွန်ရွဆိုင်နေတယ်အဲ့တော့ကြည့်လို့မရကွန်ထွက်တဲ့အရာအဲ့လိုပဲနေရာလဲမှန်းကြည့်ပေါ့ဘူးလို့လာဒီမှာဘာရောမှမသိဘူးနောက်မှကွန်းကြံရွာလမ်းကိုပဲထိုးချလိုက်ရတယ်လမ်းကဘာအရိပ်မှမရှိဘူးဒီတော့ကကြတော့ကတ်တရလမ်းရဲ့ဘေးမှာအပင်ရိပ်တွေထားရတယ်ဘာလို့လဲကတ်တရပျော်မှာထိုးလို့ဒီကကွန်ကရစ်တွေခင်းတော့အပင်မလိုတော့ဘူးလေသူကဒါနဲ့အပင်တွေကုန်ခုတ်လာလမ်းတစ်ခုလုံးကတော့ဆွဆွအောင်ပဲဒါတော့ရွာဝင်သွားမှာနောက်တစ်သီးလာဟိုနည်းနည်းနေပူရဲမှာမြို့တစ်မြို့ကိုဖြတ်သွားနေအောင်အားနဲ့ကားလည်းလာတယ်နောက်မှလည်းကားလည်းလာတယ်ဟိုမှာလည်းဘာလို့ပဲမသိဘူးဖြစ်နေနဲ့ကိုရီးယားဇက်ပါမလုပ်ဘူးကအဲ့လိုဖြစ်တယ်နေရာလေးအဲ့လိုနေရာလေးဆိုရမ်းကြက်ငါမွေးကန်တဲ့ငါမွေးကန်တဲ့ဒီလိုနေရာလေး
အရှိတ်လေးရှိတယ်လို့ရအောင်အားတော့အရေးမရှိတဲ့လမ်းပေါ်မှာဒါပေမဲ့အဆင်ပြေပါလေမင်းစားမယ်တရားရောက်ဖို့23မိုင်ကျန်နေ23မိုင်23မိုင်နေရာတော်တော်ပူတယ်ရန်ကဟေးကဲဟာဒီမှာသွားပြီးတော့ပြန်တတ်တဲ့ကောင်သားနဲ့စားရမယ်လို့ပြောတာပဲအဲ့ဒါမရောက်ခင်တော့လောလောဆယ်တော့ပူနေပြင်းပြန်ရောက်ပါလားအေးဆေးပါ22မိုင်တော့ဘာမှမရှိပါဘူး22မိုင်ဆို2နာရီပေါ့အပါလေး2နာရီโอเคနေဘူးလာတော့လက်နေပြီပေါ့အိုက်ကိုလည်းရတယ်ဒါပေမဲ့နည်းနည်းကောင်းနေတဲ့လူတွေလည်းရှိတယ်လိုလေးဒါပါပဲညတော့စီးပြီလားရိုက်စီးပြီလားမပြေဘူးပြောတာဘူးโอเคလားโอเคဆေးပါဒီမှာတွေ့နေတော်လုံးနေပါညံပူတဲ့ရေစီးလို့တော့မရဘူးပါပဲဒီနေ့ဒီလိုဖြစ်သွားပြီကာလာဘူးဖြစ်သွားပြီထုတ်က3ထုတ်ဒါလုံးက2ထုတ်တယ်တော်တော်ပူတဲ့အချိန်ရောက်သွားပြီဒီနေ့ရိတ်ရောက်နေအောင်နေဘူးကအရိတ်လေးပါလေးရနေရာလည်းကောင်းဆိုတော့အပူတွေချက်ကိုမချက်တော့ heat stroke okay အနေထားကတော့ off road တော့မဟုတ်ပါဘူး road ပေါ့နော်လမ်းရှိတာရွာလမ်းထဲဝင်လာတော့အနေထားလေးတင်ကြရင်စားဖို့တောက်ဖို့အိမ်ကိုရောက်မယ်ကြားပါဘူးစားရမှာပူတယ်ဒါပေမဲ့အေးဆေးပဲအဲ့လိုမျိုးမထင်မှတ်တဲ့လမ်းလေးတွေကျမတို့မိုက်သွားတာပေါ့နော်ဘယ်တွေရောက်လို့ရောက်နေမှတော့မသိဘူးချိန်တိုင်တော့ဟိုဘက်ရောက်သွားလိမ့်မယ်ဟုတ်ပြီမနော်ချိန်တိုင်တော့ဟိုဘက်ရောက်သွားလိမ့်မယ်ကြောက်စရာတော့မရှိဘူးတို့ဘယ်ဟုတ်ကွေ့မှန်းတယ်ဘယ်ဟုတ်ကွေ့ to the left ရတယ်မှန်တဲ့လမ်းကြောင်းပေါ်ရောက်သွားပြီကိုဘူးဆိုရင်ဟုတ်သွားပြီမှန်သွားပြီလမ်းမှန်ကိုရောက်ရှိပါပြီရှောင်းလေးဒါပေါ်ရောက်ပြီအဲ့ဒီတွင်းစားရမှာနောက်5 minutes ဆိုတွင်းစားရပြီကလေးတွေကတော့မေးဘာလာလောက်တာလဲရန်ကုန်ကနေတွင်းလာစားတာလမ်းလေးပြောက်ပြီရွာကိုရောက်တော့လမ်းကတော့တော်တော်လေးဒီလိုပေါ့နော်အဲ့ဒါတိတ်ဆန်းကျင်နေတဲ့ကိစ္စလေဟုတ်ပုံမှန်ပဲနောက်ကတော့ရှိပါစပိန်စီဒါပဲသဒနာဘာဖြစ်လဲဆိုတော့ရှော့ပါတယ်စပိန်မဟုတ်ဘူးရှင်ခါတိုင်းကရှော့ပါမြင်မပါတော့ပြရမှာလေတော်တိုင်းပါလမ်းပေါ်မှာတော့ကောင်းတာနော်ဒီလိုမျိုးလမ်းနဲ့ကြမ်းဝိုင်းပတ်ဒီတော့တော်လေးတိုက်ဒါပေမဲ့တဘာဝအဲ့လိုရမ်းပူရင်လေးတိုက်ဒီမတိုက်တော့ရင်ပြဿနာဒီတိုက်နေပူလို့မကောက်ဘယ်လောက်ပူပါအခုဒီစီပဲဒါကြိုက်တော့လေးတိုက်နေတော့ဒီတိုက်ပြီးတော့ဆွတ်ရှိဒီနေ့က bumping ရောက်တော့စားရတော့မှာ
ကွင်းမြင်ကြီးပဲကွင်းမြင်ကြီးပါဆမ်းမင်းလေးရှိတယ်လေကွင်းမြင်ကြီးပဲတော်တော်တော့ဒါမှစိုက်တာပဲဆိုင်ပြီးတော့ပဲနှုတ်ထားတာပဲဆိုင်ပါလားဗာလဲတော့မသိဘူးဟုတ်တယ်ဘာမှမရှိဘူးအဲ့ကိုကနေကိုရဘိုက်နေဒါလေးဘာလို့ yeah okay ဒီဆိုရင်တော့ဒါလေးကိုရောက်လာပါပြီဟာနင်းစီးပြီးဝင်လာတော့မဟုတ်ဘူးကွာစီးအေးဒီသူ့ရနဲ့သူ့ပုံစံနဲ့ပြီးပေါ့ကွာမိန်းလမ်းမကြီးဟိုဘက်နဲ့ဖြတ်လမ်းပေါ့ဖြတ်လမ်းကနေသွားနေတော့အဲ့လမ်းတွေကနည်းနည်းလေးကျန်းတယ်ကျန်းတော့ဘာဖြစ်လဲပေါ့ဘာဖြစ်ပါဘူးစပိတ်နဲ့သွားတာလမ်းကျန်းတယ်တိကျတာမရှိဘူးဒါပေမဲ့အကျိတ်ရဒါကြီးနေတာနေရတယ်နေတိုက်စင်ကြီးရပေါ့ဒီနေ့ပိုင်းကတော့တော့အလူလဲဖြစ်သွားကြပြီးတဲ့နောက်မှာစားတောက်ပြီးတော့ရမ်းဆင်ပြေသွားတယ်ရမ်းโอเคချိန်ကားပေါ့ညနေနေညိုချိန်ပေါ့နေဝင်တရောတော့ပြောလို့မရဘူးနေမဝင်သေးဘူးအဲ့ချိန်မရောက်သေးရောက်နေတဲ့လမ်းကကြောက်ချောလန်းလားကြောက်ကြမ်းလန်းလားမသိဘူးပြောတာကတော့နောက်ဖေးပေါက်လို့ပြောလိုက်တာနောက်ဖေးပေါက်လဲအဲ့တော့နောက်ဖေးကိုရောက်တယ်ပေါ့အဲ့လိုအဲ့ဒါလေးကြားတော့သူတို့အတုံးလုံးလေးပေါ့နော်ကတော့ကွင်းမြင်ကြီးပေါ့လေကွင်းမြင်ကြီးထဲမှာတော့စီးလာတယ်စပိန်နည်းနည်းပေါ့နော်အဲ့ဒါပဲရှိကျန်တော့ကြိုကြားဆိုင်ကလေးတွေတော့တွေ့ခါတည်းရန်ပေါ့အဲ့လောက်ပဲလေကတော့နောက်ဘက်ကမျက်နှာမူပြီးတော့စီးတာပဲနေထိုးတယ်လေလဲတိုးတယ်လေတန်းပဲပြီးတော့အောက်ကတရိုးခုံနေတို့ခုံနေတာကနှစ်ခုကြောင့်လမ်းကမာလာတဲ့ကြောင်းရင်စပိန်ကဖောက်ကဝါမဟုတ် rigid fault ဆိုရှော့ပါမပါဘူးပေါ့အဲ့တော့ဒီမှာစီးရတဲ့ခါတော့ကတိကောက်တော့ကြာလက်တွေထုံတက်လာဒါပေမဲ့ဆက်ပြီးပါတယ်မပြေဘူးဆိုတာမရှိဘူးIt's fine. Okay. Now 10 minutes. ဘယ်ညာကြည့်ပဲတစ်ဖက်မှာအပြည့်ဆိုရင်ပဲဒီနားအဆူကအပင်တစ်ဖက်ကိုအပင်20-30လောက်ရှိ
အဲ့လိုလေးရှိရှင်းနေရှင်းနေဒီနေ့လောလောဆယ်ကောင်းနေတယ်ပဲအစီပဲမင်းကတော့ကြည့်မလားနောက်မှကြည့်လိုက်ဒီနေ့တော့အစီမပြေဘူးဒါပေမဲ့အစီပဲကွာသဘောကျလို့ကွာပြတင်းတော့ဘယ်လိုမြင်မလဲမသိဟာညနေပေါ့နော်နေဝင်တော့မှာဝင်ကနီးပြီပေါ့တော်တော်ကြီးကိုနေငိုသွားတယ်အရှင်ဟာရှင်နေမိုက်တယ်တော့မိုက်တယ်အဲ့လိုပဲပြောနိုင်တယ်ကွာစကလုံးတွေကရှာမရအောင်ကြိုက်တာအဲ့တော့တယောက်နဲ့ကြိုက်တဲ့စကလုံးပုံနဲ့တူမှာဖုံးဟာအစီပဲရှင်နေကောင်းလားဟာရရှာအဲ့လိုအဲ့လိုခရီးသွားတာโอเคလမ်းမှာရမ်းကြိုက်ရွာနာနော်ဝါးနေပါမယ်အစုလေးတွေနေဝင်တော့ကြိုက်လားဒီချိန်နေညိုချင်းတို့ဘဒူနဲ့တော့ပါလို့ညာတော့ဒါပေမဲ့တော်ရှိတဲ့နေရာမှာတော့နေညိုရင်လေးပြိုတယ်လို့ပါပဲရှိအားလေးတော့ရှိလောက်ပါလမ်းကျန်းတယ်ကွာဒါပေမဲ့ညနေမိုက်အေးဆေးပဲစပြပြီရှင်နေရပြောင်းသွားပြီနော်အတန်ထွက်လာပြီရှင်နေရနောက်မှပါလာပြီလားကြီးမလောင်းရင်တနခါရင်လိမ့်ပေးဦးမှာအဲ့ဒါပြီးမှရင်းကြီးလောင်းကောင်းတယ်တနခါလေးပွေးနေတာအမေလူတွေတိတ်မရဘူးဘယ်နှယောက်မှတိတ်မသွားဘူးတော်တော်ကြီးကြာမှ1ယောက်2ယောက်လာတယ်ကလေးတွေ5 6ယောက်ပေါ့နော်ကလေးလေးစုပြီးတော့တနခါလေးတွေတွေးတာရေပုံးလေးတွေချထားပြီးတော့စောင့်နေရတော့အဲ့ဒါမျိုးကြတော့မချင်းမနေရေပတ်ခံတာပေါ့နော်ဒါတို့ကရင်ကြီးလေးလောင်းနေရေအဲ့လိုလေးအဲ့လောင်းတဲ့ရေကိုကအဲ့ဒီဟိုနတာသွေးထည့်ထားသလိုပဲမှုေးနေတာဒါပဲစီပါဆက်လုပ်လိုက်ပါဦးဟုတ်ကြကြတော့ဆောက်ပါတယ်ကွာဟုတ်ကဲ့ဟုတ်ရပြီတာဘူးကြောက်ပြီးတော့ကိုင်းမြန်တားတော့လည်းပတ်လာမြန်ပါဝေးမြန်ရောက်လာပြီမြန်ပါဝေးပြန်တော့ကောင်းနေဘာမှဒန်အမုံတောင်းမုံနော်ဟုတ်ကြတယ်ကြောက်တော့ကျဲမယ်စင်းရရင်းလို့ပြောနေရရဆန်းဆက်လေးပါလေးပြလိုက်အောင်ရှေ့ကနေအရန်ဟောလေလေးကတိုက်ညနေပါကြဆန်းဆက်ဆမ်းမင်းလေးနဲ့လမ်းလေးကခချင်းချင်းတော့ကားလေးတိတ်အများကြီးရှိပြမရှိရတခြားနေရှိရလူတွေကတိုင်ဖတ်နေပါသူကအိမ်မှာနေပြီးတော့ကြည့်မှာဆိုလေအေးဆေးလေးနေွာလေးဖြူးနေတာပဲဒါပဲလေအဲ့လိုတော့ပြောလို့မရအဲ့လိုဖြူးနေတဲ့ခံစားမှုရအောင်ပါလေဟိုမှာဓာတ်လိုက်တယ်လို့တွန်းပြီးတော့နင်းလာအဲ့ဒါပြီးတော့မှဒီနေရာလေးကိုရောက်လာဟေးဘာလို့မထင်းနဲ့ဒါပဲအေးဆေးပါစင်ပြေပါဒါပဲဒိုးရာရှေ့ဝေးပြည့်โอเคရနောက်ဝေးပြည့်
ကောင်လို့မခေါ်ပါဘူးဒါတွေကသိပြီးတော့ခေါ်လေးပြောလို့ခုံးလေးတွေအဲ့လားဟောဒီမှာဘိုးပဲဆောင်းလာတယ်ကျန်တော့ဟုတ်ပြီကျောင်းပါပြီla puedeဒီရမြမဟဲ့တယ်ဟာပေါ့ငါတောက်လို့လေးရတာရှိတယ်အေးဝယ်ထားနေတာပါဒါပေမဲ့အချင်းခါရလာမတူကျွေးကြလို့ကျွေးရစားတာဒါမထားဘူးဒါတော့ဖုန်းကားမရဘူးအဲ့ဆိုလေဘိုင်ဘောချတာကိုင်းတာနောက်နောက်တော့ဘာလို့လဲတော့လာလာမယ်ပြဒီကရိတ်ကောင်းနေရှေ့ရောက်နေတဲ့လူတွေစောင့်ခိုင်းတာစောင့်ခိုင်းတာဟိုကောင်စောင့်နေတာဟုတ်ရောက်ရှင်နေအေးမျက်နှာထုံးနဲ့ပါလာပြီပြေးပါပြေးပါတော့ကျွန်တော်တို့ကရွှေရင်းဝင်ကြိတ်တယ်ဒီဆိုင်ရေးလားတရားနှစ်ပွဲလာလာဟာတော့ဂိမ်းတစ်ပွဲပြီးမှတော့ကြိုင်ချမယ်အေးလာနေဟာโอเคအခုပမာလေးဆိုလမ်းမေးအကျဉ်းတိုင်းမှာအဲ့ဒါမှာအေးလို့ကိုယ်ကရောင်းနေကိုပြက်ပါသေးပြီးတော့ဒီလိုမျိုးလေးဟောမယ်ပစ္စည်းပါပဲအဲ့ဒါတော်တော်ရောက်နေဒါပဲနာမော်တင်လမ်းကွဲကြံရည်သားဟမ်တော်ပြောတာတော့ပါမော်ဒယ်ကြီးမနေနိုင်ဘူးနေနိုင်တဲ့လူတွေရေးတာပါလေဟုတ်တယ်ရှင်းနေရှင်းနေရွှေပြကြကြဆင်းပြေအမကြည့်လိုက်တော6တောင်6ဆိုအဲ့ဒါပြောပြီးလောင်နေတော့ဘလုံးပြီးလောင်နေတော့ဟမ်လို့ခေါ်ကြောက်ဒါဘာဖြစ်တော6တောင်6ဆိုတဲ့ဥစ္စာတော6တောင်6ဆိုတာနေရာကြီးဆိုပူတာပါဗျာပူပြီးဆိုရင်အဲ့ဒါတွေကဘယ်သူမှဟိုတီးတိုင်မီးရှို့နေတာမျိုးမဟုတ်ဘူးအဲ့ဒါသူကလောင်တယ်အပူချိန်နဲ့ဒါပေမဲ့ရှို့တယ်ဆိုတာတော့ဖြစ်နိုင်တာအဲ့တော့လမ်းမေးသွားတယ်ဆက်လိပ်တွေကြာတာတွေအဲကြောင့်အဲ့လိုဒီလိုအချိန်တွေသွားလို့ရှိရင်ဆက်လိပ်မီးတွေလို့ဘာလို့သတိထားရတယ်နည်းနည်းလေးကြာလိုက်တာနဲ့အဲ့ဒီကောင်ကမီးလောင်တောက်6လောင်အဲ့တော့ဟိုဟာတွေကတောင်တစ်ခုလုံးမှာတောင်ပေါ်ကျောတွေကရေတေချာမရှိတော့မြစ်တွေကချတာနဲ့မီးလောင်နေတဲ့ဟာမျိုးအကုန်လောင်ထားတဲ့ဟာနောက်မှဆိုတော့သပင်းကပြတ်သွားတာလားဘာဖြစ်သွားတာလားအဲ့တော့ခါရညရင်ဟိုမြက်ကလူးဆန်ပြားနဲ့ပြေးလို့မရဘူးကျွန်တော်ကရှိအဲ့ဖပြုတ်ကြိုက်တာကိုတရုတ်ရိုက်တယ်ဆိုပြီးတော့သတင်းထွက်တာအဲ့လိုပြူးပြလို့မရဘူးတကယ်တော့ချင်းကြသွားတာဖြစ်ပါကျွန်တော်ကတောင်အစင်းမှာဟိုနောက်ကတယောက်ကကားတိုက်ခံရလို့ထင်တယ်ဟိုအဲ့လိုအရန်အန်နေများလို့ထင်တကယ်တော့ပြောရမှာမပြောဘူးအတင်းအမှဝူးဝဲနဲ့ပြေးထင်းပြီးတော့ကူနေတယ်အဲ့လိုကြခန်းနေဖြစ်ရင်ဘာမှမထားဘူးအဲ့အဆင်မပြေဘူးထပ်ပြေးမယ်ဒီစီးပါဘာအတက်ကတက်လာအဲ့တက်ကအဲ့တခွေပဲမဟုတ်ဘူး၄ခွေအဲ့တော့ပြဿနာဘာဖြစ်လဲဆိုတော့မတ်ဆောက်သွားပြီဆိုတော့ဒီရတွေအကုန်ချိန်တယ်လူပါဝါအကုန်သုံးတယ်အဲ့တော့စပိန်နဲ့လူနဲ့မှာ
နောက်ဆုံးကြံခဲ့ရမှာလူရဲ့ပါစပိန်ရဲ့ဂီယာတွေအားလုံးကုန်သွားတာဖြစ်နေတယ်အတက်နိုင်ဆုံးထိန်းထားတောင်းစတိတ်တွေကဂီယာဆုံးနေပြီးချတယ်ဘယ်တောင်မှတက်လို့မရဘူးတစ်ထက်ချင်းပဲနည်းနည်းလေးလာတယ်လေးတာနဲ့ဆန်းနေဒါပေမဲ့မရတော့ဘူးဆိုရင်ထပ်ချအဲ့ဒါတောင်ထိပ်မရောက်တယောက်လောက်မှလုံးဝဂီယာကုန်သွားတာဖြစ်တယ်အဲ့ဒီချိန်နေကြရင်လူအားကိုပြန်တော့ဒီအောင်မို့လူအားကိုပြန်တော့အေးဆေးပဲအဲ့ဒါအဲ့တောင်ပေါ်ရောက်သွားမယ်အဲ့ဒီဒီယာပြန်ချိန်လူကိုပြန်ပန်းဖြီအသားပေးဂီယာကိုပြန်သုံးတာပေါ့လူအားကိုပြန်လျှော့ဂီယာကိုပြန်သုံးအဲ့လိုမှအဆင်ပြေမဟုတ်ရင်တက်သမျှတောင်ကိုကောင်းကောင်းရောက်မှာဒီတောင်ကမလွယ်ကျွန်တော်တက်လာတာဂီယာ9ချက်နဲ့တက်လာဂီယာ9ချက်နဲ့တက်တယ်ရှေ့ရောနောက်ရောဝိတ်ပြေပြင်မလားဆိုရမ်းပြင်မနဲ့9ချက်တောင်ဒါပေမဲ့ဘာကိုအားဆိုင်လိုက်ရလဲဆိုတော့လူအဟောက်သုံးလိုက်ရဘယ်နေရာမှာဘယ်လောက်ရွှေထားရမလဲဆိုတော့လုံးဝကိုစဉ်းစားလိုက်ရရွှေထားတယ်အားရွှေထားတယ်ခဏလန့်ကြည့်လိုက်တယ်အတက်ရှိတယ်တချို့ကပြောတယ်ရှေ့ကိုတက်မကြည့်နဲ့မကြည့်လို့မရဘူးငါတက်ရမယ့်ဟာဘယ်လောက်ကြံသေးလဲဆိုတာကြည့်ဖို့ပဲကြည့်တယ်အဲ့ဒီပုံမှာမူတည်ပြီးငါအားကိုဘယ်လောက်သုံးလိုက်မလဲဆက်ပြီးဘယ်လောက်ဖြုံးမလဲပေါ့အဲ့ဒါဆိုရင် AC ပဲ Okay ပါ AC ပါတောင်းနေဘယ်လောက်များစိတ်ဝင်ပါတယ် AC ပဲကြာယုံအခုတော့ခီးရတဲ့အချိန်မှန်နေပါပြီကြာယုံကြည့်အောင်ဘယ်လောက်နဲ့နေတာလဲကြည့်အောင်အောက်မှာအကုန်ပဲမကုန်သေးဘူးကโอเคခဏနေပါဦးမစောင့်တော့ဘူးကွာတည့်ရပါညနေတော့မဖောင်းနဲ့ဘာတွေဖြစ်ကုန်အဲ့လိုမျိုးလေးတိတ်ပြီးတော့ခဲရင်းတဲ့ဟာတွေတော့မဟုတ်ပါဘူးဒါပေမဲ့ဒီပါလောက်ပါစပြေပြန်ပြီလုံးဝပြန်ပြီတော့ဘာဖို့ရသူကဘာသာလဲဒီမှာနားတော့ဒီဘဝတော့နော်ဒီကြီးလည်းအချိန်ကြောက်ကြာလေးပါယူရပြတာလည်းလိုက်မသွားနဲ့ဆိုတာလေလိုက်မသွားနဲ့မလေးတက်ကြီးနဲ့ညီစီးလိုက်တာနော်လေးဘိန်းနဲ့ဝင်တိုက်မယ်နော်ဟုတ်တယ်လို့ပါနည်းနည်းပြင်းနေရပါတော့ကိုယ်ပါရိုက်တာကိုယ်ပါရိုက်တာဒီပြင်းနေရပါပြီနည်းနည်းကြီးလာပြီဒီမဲ့ညာဘက်နောက်6တောက်ကတစ်မျိုးနော်မမညာဘက်နောက်6တောက်မဟုတ်ရှေ့6တောက်တယ်ညာရှေ့ပြန်လှည့်အောင်သွားနေပြီညတော့မယ်ဟောဒါရွာလန်းဒီကပြန်ပြီအဲတော့လမ်းတနေရအောင်ပထမဆုံးနားအချိန်ကနေခင်းဖြစ်တယ်သွေးရမပူသေးဘူးဆိုတာဟိုလိုကပူပြီးသားပါနေလဲပူနေတယ်ဒါပေမဲ့စပိန်စီးတာအနေနဲ့ကြောလည်းမလျှော်တာဘူးအမျိုးဖြည်းအေးလေးပဲအတက်တွေမှာတောင်တက်ရတာဆိုတော့အဲ့အတက်တွေကတော့နည်းနည်းဂယုဆိုင်ရတယ်
ဟိုဖြစ်လို့ဆိုပြီးတော့မြန်ရောက်ရှင်သွားတယ်စွနေပေါ့အရန်နေလိုက်လို့ရနေပြီးကိုယ့်အကိုဒုက္ခရောက်မှာအဲကြောင့်ဒီပဲဘူးမှစပြီးတော့2မိုင်လောက်ပဲရောက်တယ်ကြာရင်ညာဒီတက်မယ်ဆင်းမယ်တက်မယ်ဆင်းမယ်ဒီပါဝဲ တော့ပါ အာ耶ဒီတမျိုးမျိုးနဲ့တာရတယ် 呀ဒီထောင်ကြီး ဒီကကြာတော့ဒီဟိုလား တက်နေတာဖြစ်တယ်အမေတက်နေတာတကယ်တော့ဒီမှာနောက်လျှောက်အတက်ချိန်လက်တစ်ဖက်လွတ်ပြီးတော့တက်လက်ကံကိုရင်းဆွဲမထားဘူးဆိုလိုချင်တာကတက်ဖို့ကလက်ကံကိုအတင်းဆွဲပြီးတော့တက်เสียမလို့ခါအောက်ပိုင်းမဲ့အလုပ်လုပ်တာဒီကုလုံးမှရှိရဲ့အားတွေအာရုံစိုက်တာတွေအကုန်လုံးကခါအောက်ပိုင်းပေါင်းနေခြေချောင်းတွေမှာပဲအာရုံစိုက်တာအဲ့ပါဒါလေးပါအဲ့ဒါပဲပြောပြနေထားတာတက်လာခဲ့တဲ့နေထားအေးစီပဲဟုတ်တယ်လို့ကောင်းတယ်ဟိုက်โอเคဒါပဲဆင်းသွားတယ်ကြည့်လိုက်နောက်ချောက်ပဲအဲ့ဒါကိုအေးသေးသေးမောတော့နေကင်းတနာကြီးကျွတ်တယ်โอเคပါအေးစီပါပူတယ်โอเคတော့ဖြည်းဖြည်းပဲတက်မယ်စောင့်နေကြဘေးကနောက်ကျလို့ဆိုတော့ကြည့်ကြည့်နေတဲ့ကြာဖုန်းတော်ထုတ်ပြီးတော့ရိုက်ဖို့လုပ်နေတယ်တယောက်ကနောက်ကျတော့လိုပါရှေ့ရအရေးဒီတယောက်တက်မယ်တက်သွားမယ်ပေါ်မှာဒါတိတ်အလှတွေပါတွေသူကထားရဟာခုအပျော်တကားတွေထဲမှာတွေ့တယ်လို့ပဲရည်ရွယ်ချက်တစ်ခုတော့ရှိတယ်တင်းဒီလေးနေရာဘာလုပ်လဲဆိုတော့ဒီနေရာကညမှောင်တဲ့အချိန်တွေကြာရင်တောင်ကျောတွေမှာလူတွေနဲ့တော်တော်ရင်းနှီးပြီးတယ်အရိုင်းလို့ခေါ်တဲ့အရာတွေပါညပိုင်းနေကြာရင်ထွက်တယ်အဲ့ဒီကောင်ကြီးတွေနဲ့ဖြစ်မှာသို့လို့ဒီလိုတွေနဲ့ဒီနာကလူတွေကဒီတောင်ကျောပေါ်မှာဒီလိုလေးတွေလုပ်ထားတာလိုအပ်ရင်ဒါမှမဟုတ်ဘဲနဲ့အခြေအနေရပါဖြစ်ဆော့တဲ့တက်အိမ်နေကြတာမျိုးရှိရအောင်နော်ဆင်းသွားကြတယ်ဟိုမှာဟဲ့ရသင်းမီဟိုမှာအတက်ကြီးပြန်တက်အောင်နော်ဆင်းနေရိုက်လို့ဖြစ်လက်တစ်ဖက်ထဲလွတ်ပြီးတော့ရိုက်ဖို့မလွယ်ဘူးတော့မလွယ်အဲ့တော့ဒီကပဲရင်တော့ကြည့်လိုက်ဒီမှာပြီးတော့ဒီလိုဒါပဲဒီပါနေချင်း2နာရီပါရှင်းတော့ကောက်တော့ကကျူလာတော့ထိုက်တော့ကျူတော့ဘာလို့စပိန်မှာလို့ထုတ်လေးကြီးနဲ့တိုင်းတော့ဝေးရဒါမှလူရင်း3မိနစ်3မိနစ်ဒီပြန်ရောက်မယ်ဟိုကထန်းတက်တယ်ဘယ်ထဲရောက်မလားအလုံးနေတယ်ဆိုတော့အဲ့လိုပဲထရီတိုင်ရောက်ရင်ထရီတိုင်မဟုတ်ပါဘူးထရီတိုင်ဆိုတာထရီတက်နေတာကြီးမနေနိုင်ဘူးအဲ့မှာအဲ့ပေါ်တက်သွားတော့သူကဆိုင်ထဲကဟာကိုသွားယူလိုက်တယ်မဟုတ်ဘူးလို့အပေါ်ချလာတဲ့ဟာပဲတောက်ချင်တာလို့ဆိုင်ထဲကဟာလည်းအတူတူပါပဲဒါပေမဲ့အဲ့အပေါ်ချလာတဲ့ဟာကိုချလာတဲ့မြူခဲဟာကိုယူတောက်လိုက်ရတာပဲလို့အဲ့ဒါစောင့်တယ်အပေါ်မှာတက်နေတော့ကနေရအဲ့ပါနော်မနေ့အစောကြီးသူက6နိုင်မထိုးသေးဘူး9နိုင်40ပဲရှိတယ်9နိုင်40မှာခရီးတောက်မူရင်လည်းနည်းနည်းမူပေါ့ဒါပေမဲ့အချိုးရည်ဖြစ်ဖို့များ
ချိုးလို့တော့တိတ်ပြီးတော့အဝအောင်ဖြစ်ပါဘူးချိုးခါဆိုရင်တော့လည်းစင်ပြီးသားအဲ့တော့ထန်းတက်စီထန်းကြီးကဘယ်လိုလဲဆိုတော့နေမြင့်လာတလောက်ဟိုဖြစ်တာရှိတယ်ခါအောင်လုပ်ထားတဲ့ဒီအိုးတွေရှိတယ်အဲ့ဒါတော့အနေထားပုံမှာပို့ပြီးတော့ကြိုပြင်ထားပြီးတော့လုပ်ထားပါပြီကျေးဇူးအများကြီးတင်တယ်ပသိမ်နဲ့ညောင်းမြကြားမှာရှိတယ်ညမှာရှိတယ်တရားပေါ့အဲတရားတယ်တရားဘာလို့ပြလဲဘာကိုပြချင်လို့ပြတရားပြချင်တာပေါ့တော့ရောက်ခါနီးရတော့မဟုတ်ဘူးပြန်ရောက်မဲ့နေ့ပေါ့ခုဆိုရင်တော့ညနေမှာပြန်ရောက်မဲ့နေ့ခရီးစဉ်ကိုစတင်နေတာဆယ်ုံပုံတစ်ပုံတော့ရောက်ပါပြီအရှင်တွေကတော့မတွေ့ရကြပဲဘယ်ချိန်မှရောက်မှာတော့မသိဘူးဒါပေမဲ့တော့လည်းတော့ easy ပဲ fine ပဲအစင်းတော့လေဆိုတော့မှစားတောက်တယ်ခေပါရှင်တွေကောင်းလားโอเคအကြာကြီးနားတဲ့အချိန်ဟုတ်10မိနစ်တစ်ချက်နားတယ်တော့10မိုင်နေပြီးရင်10မိနစ်နားတယ်10မိုင်10မိနစ်10မိုင်10မိနစ်ဒါပဲဒါပေမဲ့မိုင်30တော့နေပြီးရင်တော့နာယူရနားတယ်နာတော့30ဆိုရင်မိနစ်30နာ10မိုင်ဆိုရင်10မိနစ်နာကျန်တာတော့လိုအပ်ချက်ရအောင်ဒါပဲပြီးရင်ဆက်ပြမယ်ဒီပါကံပေါင်းနေပေါ်မှာဘုံမင်းနေစိုက်ထားတယ်ဒီမှာငါးကန်နေတယ်ဒီ6လုံးကအဲ့ဒါကြီးအများကြီးပဲအဲ့တော့အဲ့ဒီ6လုံးမှာဒီကန်လေးအများကြီးရှိတယ်တို့အခုတော့မြင်နေရတဲ့အိမ်ကြီးတွေအများကြီးအများကြီးပဲအဲ့တော့ဘာလိုအပ်ချက်ရရှိနေမှာအဲ့လိုဖြူပါနေဝင်တော့ပါဘောနော်နေဝင်ကနီးနေပြန်ရောက်ဖို့အချိန်ကတော်တော်လိုမယ်အိမ်ရောက်စီအခုနေဝင်ဖို့အချိန်6နာရီအဲ့ဒီဟာဒီမိုင်50 plus နောက်ထပ်20ဆိုတော့မိုင်90ကျန်သေးတယ်โอเคအချိန်က6နာရီခွဲ6ခွဲဒီအော်ဒီကျုပ်တရာဆက်လက်ပုံပါအဲ့တော့ဒီကနေပြီးတော့ဒီအိမ်ထိရောက်အောင်တော်တော်ပြန်အောင်ဒါပဲဒီစီပါစစ်ပြပါဒီလိုပါအဲ့ဒီပါရှင်ကညမိုးလေးဝါတနာကြီးညတကောင်ရံလို့ပြောရမှာနည်းနည်းစောလို့ပြောရမှာပြန်ရောက်လာတာပါ你也是老变了，这种，又没有变了，别的都老变了。ဝါတာပဲဒီကနေ့ဝင်လာကြဘူးဒီအောင်ကျင်းရတယ်